မင်္ဂလာပါခင်ဗျာထိုင်းရောက်ချွေညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာကြော်စရာကားငှားဝန်ဆောင်မှုမှာနှုတ်ခွန်းဆက်တာလိုက်ပါတယ်အခန်းပြောင်းကျင်တာပဲဖြစ်ဖြစ်အလုပ်ပြောင်းကျင်တာပဲဖြစ်ဖြစ်မြန်မာပြည်ကပြန်လာတဲ့လူပဲဖြစ်ဖြစ်မြန်မာပြည်ကိုပြန်တဲ့လူပဲဖြစ်ဖြစ်လေစိတ်ကိုလည်းကြိုပေးပါတယ်ဟယ်လိုတစ်ချက်ပဲလှုပ်လိုက်အခန်းရှိကိုကားရောက်လာမှာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာကားငှားရမ်းနိုင်ပါတယ်ခင်ဗျာယုံကြည်မှုအားလုံး100%အာမခံပါတယ်ခင်ဗျာပြီးတော့ဒီကိုဟွာဖြစ်လို့ပြောင်းကျင်တဲ့လူတွေရှိလို့ကိုမှကားဆက်သွယ်မရှိဘူးဆိုလို့ရှိရင်ကျွန်တော်ဒီမှာဖုန်းနံပါတ်ကလေးထည့်ပေးထားမယ်အဲ့ဒီဖုန်းလေးကိုဆက်လာပြီးလို့ရပါတယ်ခင်ဗျာနော်ဈေးတက်တာတာနဲ့သူများတွေထက်မပိုတဲ့ဈေးနဲ့ကျွန်တော်ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကိုတငယ်ချင်းတွေသိအောင်အများသိအောင်လဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို share ပေးခြင်းဖြင့်ကူညီပေးစေလိုပါတယ်ခင်ဗျာအလဲခီးသွားခြင်းနဲ့တငယ်ချင်းတွေလည်းဆက်သွယ်ပေးလို့ရပါတယ်9ယောက်စီးဆိုလည်းရတယ်9ယောက်ဆိုလည်းရတယ်လူများရင်များတယ်လို့ကျွန်တော်ကားစီစဉ်ပေးနိုင်ပါတယ်ခင်ဗျာနော်ဟိုကားလေးကတေးသေးလေးလူအများကြီးရပါမလားဆိုပြီးတော့စိတ်မပူပါနဲ့ကျွန်တော်ရဲ့ညီကိုတငယ်ချင်းတွေလူဘလောက်ပဲများကျွန်တော်ကားစီစဉ်ပေးလို့ရပါတယ်နော်ပြီးတော့ကြတော့ဟိုငွေကြီးကိုအဲ့လောက်ကြီးကျွန်တော်တို့ပြောရဆိုရခက်တဲ့လူတွေမဟုတ်တဲ့အတွက်ကိုညီကိုမောင်နှမတွေကိုကူညီပေးတဲ့အနေနဲ့တယောက်နဲ့တယောက်အပြန်လန်လေးပေါ့ဗျာနော်ဒီများနိုင်ငံမှာဆိုတော့လေဒါကြောင့်မလို့ဟိုကိုတငယ်ချင်းတွေထဲမှာသွားကျင်တဲ့လူတွေရှိအလဲပတ်သွားကျင်တဲ့လူပဲဖြစ်ဖြစ်အလဲခီးသွားကျင်တဲ့လူပဲဖြစ်ဖြစ်ဖုန်းလေးတစ်ချက်ပဲဆက်လိုက်ကျွန်တော်တငယ်ချင်းတွေရဲ့အခန်းရှိကိုကားရောက်လာမှာဖြစ်ပါတယ်ဖျားဘူးသွားကျင်တဲ့မိတ်ဆွေတွေဆိုလည်းကျွန်တော်ကိုကားငှားလာလို့ရပါတယ်နော်ဟိုကမ်းခြေတွေဖတ်တရားတို့သွားကျင်တယ်ဆိုလည်းရတယ်ဗန်ဆယ်ကမ်းခြေသွားကျင်တယ်ဆိုလည်းရတယ်ပြီးရင်ရေလဲကောင်ထဲမှာပူရင်ပီတွေစားတော့ကျင်တယ်ဆိုလည်းကျွန်တော်အဲ့ဒီမှာလိုက်ပို့ပေးပါတယ်ခင်ဗျာနော်အကုန်လုံးတစ်ကတ်တွေပါစားကျွန်တော်ဖြတ်ပေးပါတယ်နော်ပြီးရင်လေရင်ခွဲမှာလည်းသွားကြိုပေးဆိုလည်းကြိုပေးပါတယ်ပို့ပေးဆိုလည်းကျွန်တော်ပို့ပေးပါတယ်ခင်ဗျာနော်ထိုင်းမှာတော့ဘယ်နေရာပဲဖြစ်ဖြစ်ဖုန်းလေးတစ်ချက်ပဲဆက်လိုက်ကျွန်တော်တငယ်ချင်းတွေရဲ့အခန်းရှိကိုကျွန်တော်ကရောက်လာမှာဖြစ်ပါတယ်ယုံကြည်စိတ်ချစွာကားငှားတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ